မော်ဟင်းကားဆိုတာစားရတာလားဒါမှမဟုတ်တောက်ရတာလားဒေသအလိုက်ခေါ်ရကိုညှင်းခုန်ကြရဲဆိုတာချစ်စရာကောင်းတယ်လို့ပြောစရာလည်းကောင်းပါတယ်ဒါပေမဲ့ဒီအငင်းပွားမှုတွေရဲ့နောက်ွယ်မှာမော်ဟင်းကားနဲ့ပတ်သက်ပြီးဒီချက်ပိုစိတ်ဝင်စားစရာကောင်းတဲ့တမိုင်းကြောင်းတစ်ခုရှိနေတာကိုရောတင်သတိထားမိရဲ့လားတကယ်တော့ဟိုးအရင်တုန်းကမော်ဟင်းကားဆိုတာစားရတာတောက်ရတာဆိုပြီးမငင်းခဲ့ကြပါဘူးကုန်းမောင်ခေတ်စားဆိုတော့ဆလေဥပုံညာရဲ့မြစ်တာစာတွေထဲမှာမွေးငါးအကြောင်းရေးဖွဲ့ထားတာကိုကြည့်ရင်ဒီဟင်းတစ်ခွက်ဟာကျမတို့ဘိုးဘွားရဲ့လက်ထက်ကလေးကမြမမြေပေါ်မှာအခိုင်အမာရှိနေခဲ့ပြီးသားပါမွေးငါးရဲ့စနစ်ကိုပြန်ကြည့်လိုက်ရင်နန်းတွင်းကဆင်းသက်လာတာမဟုတ်ပါဘူးအေယာဝတီမြို့မှာကျုံတော်ဒေသကလေသမားအလုသမားတွေစီကနေစခဲ့တာပါအလွယ်တကူရနိုင်တဲ့ငါမပြောဘူးနဲ့စံသမားတွေကိုပေါင်းဆက်ပြီးဖန်တီးထားတဲ့တာမန်ပြည်သူတွေရဲ့အားလို့တင်စားရင်လည်းမမားပါဘူးခေတ်တွေပြောင်းလာတော့မွေးငါးကလည်းပိုပြီးပြည့်စုံလာတယ်ရန်ကုန်မုံရမော်လမြိုင်စသဖြင့်ဒေသအလိုက်ရပါတွေပွဲပြလာသလိုတိကြကွေပဲကြော်ဘဲဥစတဲ့အမေရိဆောင်လင်လာပြီးမြမလမ်းမေးအစားအစာယဉ်ကျေးမှုမှာမရှိမဖြစ်နေရယူလာပါတော့တယ်ဒီနေ့ခေတ်မှာတော့မွေးငါးဟာမနှက်စာတတ်မဟုတ်တော့ပါဘူးအလူပွဲတွေမင်္ဂလာပွဲတွေမှာလူရန်စားပြီးလက်ဆောင်စားကြတဲ့ချစ်ချင်းမြတ်တာရဲ့သင်္ကေတတစ်ခုဖြစ်နေပါပြီမွေးငါးချက်နီကဒေသအလိုက်ကွဲသွားပေမဲ့ရေဘူးရအားဖြင့်မုတ်ဖက်ငါငံပြာရည်စားစနွင်းမုံငပြောဦးတန်လောင်မုံကြက်တော်နီကြက်သွန်ဖြူပဲမုံဂျင်းငရုတ်ကစပလင်တို့ကိုအသုံးပြုပြီးချက်လုပ်ကြပါတယ်ဒါကြောင့်စားမလားတောက်မလားဆိုတာထက်ဒီသမိုင်းဝင်အရသာလေးကိုမပြောင်းမပြတ်အောင်ဆက်ပြီးမြင်လို့သွားကြရအောင်နော်ကဲအခုလိုစိတ်ဝင်စားစရာကောင်းတဲ့သမိုင်းကြောင်းလေးတွေကိုကိုယ်တိုင်ဖန်တီးတတ်ချင်တော့ Barbies AI Studio ရဲ့ Professional AI Creator Class Batch 3ကိုအခုပဲ join လိုက်ပါရှင်